ကျမရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုသာအမြဲစားသုံးပြီးအသန့်စင်ဆုံးရေကိုသာနေ့စဉ်တောက်သုံးနေတဲ့အတွက်ကြောင့်ခန္ဓာကိုယ်မှာဘာစိတ်တောက်မှရှိမှာမဟုတ်ဘူးလို့ယုံကြည်နေမယ်ဆိုရင်တော့လုံးဝမှားယွင်းသွားပါလိမ့်မယ်။ဘာလို့လဲဆိုတော့နေ့စဉ်နဲ့အမျှကျွန်တော်တို့ထိတွေ့နေရတဲ့လေရှည်မြေဆိုတဲ့အရာတွေထဲမှာညဉ့်ညမ်းမှုတွေတနည်းတစ်ပုံရှိနေနိုင်သေးတာကြောင့်အဲ့ဒီအရာတွေကနေတဆင့်ခန္ဓာကိုယ်အတွင်းမှာအစိတ်အတောက်တွေကမလွဲဧကန်စုဆောင်းသွားမှာဖြစ်ပါတယ်။ဒီလိုနဲ့အစိတ်အတောက်တွေဟာခန္ဓာကိုယ်အတွင်းစုပုံများပြားလာမှာဖြစ်ပြီးတော့ပင်ပန်းနွမ်းနေတာအားနေတာရောင်ရမ်းတာလီပွားတာတွေကဲ့သို့အစာခြေဖြတ်မှုပိုင်းမှာမူမမှန်ဖြစ်တာအရေးပြားပြဿနာတွေဖြစ်တဲ့ဝက်ချံထွက်တာအနီစက်အဖူးပိန်တွေထားတာနှင်းကူကျွတ်ပွေးနဲ့အသားခြောက်တာစတဲ့လက္ခဏာရက်တွေကိုသင်ကိုယ်တိုင်ခံစားလာရပြီဆိုရင်တော့သင်ခန္ဓာကိုယ်ထဲမှာအစိတ်အတောက်တွေများနေပြီဆိုတာကိုသတိမူသင့်ပါတယ်အစိတ်အတောက်တွေကိုခန္ဓာကိုယ်ကနေအလိုအလျောက်ဖယ်ရှားနိုင်တယ်ဆိုပေမဲ့ဒီလိုဖယ်ရှားတဲ့နေရာမှာကုန်စင်စေဖို့အတွက်အစိတ်အတောက်တွေကိုခြေဖြတ်ပေးနိုင်တဲ့အထောက်အပံ့တွေကိုရယူဖို့လိုအပ်ပါတယ်အစိတ်အတောက်ပြည်စေတဲ့အစားအစာတွေဟာအသေးကနေခန္ဓာကိုယ်တွင်းမှာရှိတဲ့အန်တရယ်ရှိတဲ့အစိတ်အတောက်တွေကိုဖယ်ရှားတဲ့နေရာမှာကူညီပေးမှာဖြစ်ပါတယ်ဒါကြောင့်ခန္ဓာကိုယ်အတွင်းမှာရှိတဲ့အညစ်အကြေးအစိတ်အတောက်တွေလုံးဝကင်းစင်သွားပြီးကျန်းမာနုပြိုစွာနဲ့ဘဝခရီးလမ်းကိုရှောင်လန်းနိုင်စေဖို့အတွက်အစိတ်အတောက်တွေကိုခြေဖြတ်ပေးနိုင်တဲ့အစားအစာ၉မျိုးကိုဒီဗီဒီယိုမှာဖော်ပြပေးလိုက်ပါတယ်အစိတ်အတောက်တွေကိုခြေဖြတ်ပေးနိုင်တဲ့အစားအစာတွေကိုမဖော်ပြခင်မှာကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေအလားအပါနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုကျွန်တော်ရဲ့ channel ကနေအမြဲတင်ဆက်ပေးနေတာမို့ channel ကို subscribe လုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအခမဲ့နားဆင်နိုင်ဖို့အတွက်ဘေးက notification ကိုလည်းနှိပ်ထားခဲ့ပါဦးနံပါတ်1ရှောက်သီးမှာအစိတ်အတောက်ဖယ်ရှားပေးနိုင်တဲ့ပါဝင်ပစ္စည်းတွေဖြစ်တဲ့ဗီတာမင်နဲ့အန်တီအောက်ဆီဒင့်တွေပြည့်နှက်နေပါတယ်ခန္ဓာကိုယ်ကနေဂလူတာဒိုင်အုန်းထွက်ဖို့အတွက်လိုအပ်တဲ့ဗီတာမင်စီဓာတ်ဟာရှောက်သီးမှာပြည့်စုံလုံလောက်စွာပါဝင်ပါတယ်ဂလူတာဒိုင်အုန်းဟာအစိတ်အတောက်ခြေဖြတ်ပေးနိုင်ဖို့အသေးကိုအကူအညီပေးတဲ့အတွက်ခန္ဓာကိုယ်မှာဂလူတာဒိုင်အုန်းများများထွက်ဖို့လိုအပ်ပါတယ်ခန္ဓာကိုယ်အတွင်းအစိတ်အတောက်စုပုံခြင်းဖြစ်မှာကိုကာကွယ်ပေးနိုင်ပြီးအစာခြေဖြတ်ခြင်းလုပ်ငန်းကိုလည်းချောချူစေတဲ့အတွက်ကြောင့်ခန္ဓာကိုယ်ကနေစွန့်ထုတ်ပစ္စည်းတွေနဲ့အတူအစိတ်အတောက်တွေကအလွယ်တကူပါသွားနိုင်ပါတယ်ရေနွေးတစ်ဖန်ခွက်စာတဲကိုရှောက်သီးတစ်ချမ်းညှင်းထည့်ပြီးမနက်တိုင်းအစာမစားခင်နေ့စဉ်တောက်သုံးပေးသင့်ပါတယ်နံပါတ်2မုံလာဥနီအသဲနဲ့အစာခြေစနစ်ကိုအကာအကွယ်ပေးတဲ့မုံလာဥနီမှာရှိတဲ့ဘတ်စတိန်နဲ့ပတ်တင်တဲ့2မျိုးဟာခန္ဓာကိုယ်အတွင်းစုပုံနေတဲ့အစိတ်အတောက်တွေကိုနဲသွားအောင်လုပ်ပေးနိုင်ပါတယ်ဒါအပြင်မုံလာဥနီမှာအစိတ်အတောက်ဖယ်ရှားရာမှာမရှိမဖြစ်လိုအပ်တဲ့တန်ဓာတ်မဂနီဆီယမ်ဇင်းဓာတ်နဲ့ကယ်လ်ဆီယမ်ဓာတ်လည်းပါဝင်ပြီးအမြင့်ဓာတ်ကြွယ်ဝစွာပါရှိခြင်းကြောင့်လည်းအစာခြေအားကိုကောင်းစေနိုင်ပြီးဝမ်းမှန်စေတဲ့အတွက်ခန္ဓာကိုယ်တွင်အညစ်အကြေးတွေစုပုံနေတာမျိုးမရှိစေတော့ပါဘူးမုံလာဥနီကိုအရွက်တုပ်ထဲမှာထည့်တုပ်စားတာပဲဖြစ်စေမုံလာဥနီဖြိုရည်တောက်တာပဲဖြစ်စေနေ့စဉ်တော်၎င်းတစ်ပတ်အတွင်း2ကြိမ်3ကြိမ်ခန့်ပါအောင်စားသုံးခြင်းဖြင့်တော်၎င်းခန္ဓာကိုယ်အတွင်းမှာရှိတဲ့အစိတ်အတောက်တွေကိုပုံမှန်ခြေဖြတ်ပေးသင့်ပါတယ်ဒါပေမဲ့ကြောက်ကပ်မှာကြောက်ရှိတဲ့သူတွေနဲ့ကြောက်ထည့်နိုင်တဲ့အလားအလာရှိသူတွေကတော့မုံလာဥနီမှာအောက်ဆီလေတက်ပါဝင်မှုများတဲ့အတွက်မစားသင့်ပါဘူးနံပါတ်3ရင်နွေးချမ်းမှာပါဝင်တဲ့ကယ်လီဂျင်ဓာတ်ဟာ free radical လို့ခေါ်တဲ့ကင်ဆာနှလုံးရောဂါနဲ့အဆေးရောင်ရောဂါကိုဖြစ်စေနိုင်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကိုဖယ်ရှားပေးနိုင်ပြီးအသေးရဲ့အရေးကြီးဆုံးလုပ်ငန်းဆောင်တာတစ်ခုဖြစ်တဲ့သွေးရင်းကနေအစိတ်အတောက်တွေကိုဖယ်ရှားခြင်းလုပ်ငန်းစဉ်မှာပုံမကောင်းမွန်စေပါတယ်ရင်နွေးချမ်းနွေးနွေးလေးဒါမှမဟုတ်ရင်နွေးချမ်းအေးကိုနေ့စဉ်တောက်ပေးခြင်းဖြစ်စေတစ်ပတ်အတွင်းမှာ2ခွက်3ခွက်လောက်ဖြစ်စေတောက်ဖြစ်အောင်တောက်ပေးပါနံပါတ်4ထောပတ်သီး
ထောပတ်သီးမှာပါဝင်တဲ့ဂလူတာတိုင်အုံးဓာတ်ဟာကင်ဆာဖြစ်စေတဲ့ဓာတုပစ္စည်းအမျိုးပေါင်း30ကျော်ကိုပျက်စီးစေနိုင်ပြီးအသည်းရဲ့အစိတ်အတောက်ဖယ်ရှားခြင်းဖြစ်စဉ်ကိုအထောက်အကူပြုပေးနိုင်ပါတယ်။သုတေသနပညာရှင်တွေကခန္ဓာကိုယ်တွင်ဂလူတာတိုင်အုံးပမာဏမြင့်မားသူအများစုဟာပိုမိုကျန်းမာကြပြီးအဆိပ်ရောင်ရောဂါလည်းအဖြစ်နည်းကြတယ်လို့သူတို့ရဲ့လေးလာတွေ့ရှိထားချက်တွေကိုဖော်ပြထားပါတယ်။ဒါအပြင်ထောပတ်သီးမှာဓာတ်တိုးစန့်ကျင်ပစ္စည်းတွေကြောင့်အသည်းပျက်စီးခြင်းကနေကာကွယ်ပေးနိုင်တဲ့ဗီတာမင် K ကြွယ်ဝစွာပါဝင်သလိုအမြင်ဓာတ်တွေပါဝင်တဲ့အတွက်ကြောင့်လည်းအဆိပ်အတောက်တွေကိုမကတ်တွယ်နေနိုင်တော့ပါဘူး။ထောပတ်သီးတစ်ချမ်းကိုဖြော်ပြီးပုံမှန်တောက်ပေးမယ်ဆိုရင်တော့ခန္ဓာကိုယ်အတွင်းအဆိပ်အတောက်တွေစုပုံနေမလားဆိုပြီးစိုးရိမ်နေစရာမလိုတော့ပါဘူး။နံပါတ်5ဂေါ်ဘီတုပ်မှာပါဝင်တဲ့ဂလူကိုစီနိုလိတ်ဓာတ်ဟာခန္ဓာကိုယ်အတွင်းမှာရှိတဲ့အဆိပ်အတောက်တွေကိုထိရောက်စွာခြေဖြတ်ပေးနိုင်ပါတယ်။ဒါအပြင်ဂေါ်ဘီတုပ်မှာဗီတာမင် C ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့်အသည်းရဲ့အဆိပ်အတောက်ဖယ်ရှားခြင်းလုပ်ငန်းစဉ်တွေကိုပိုမိုအားကောင်းစေပြီးအမြင်ဓာတ်ကြွယ်ဝတဲ့အတွက်ဥလှုပ်ရှားမှုကိုကောင်းစေပြီးဝမ်းမှန်စေပါတယ်။ဂေါ်ဘီတုပ်ကိုအရွက်တုပ်ထဲမှာထည့်တုပ်စားခြင်းဖြစ်စေဖြော်ရည်လုံးတောက်ခြင်းဖြစ်စေစွပ်ပြုတ်ထဲမှာရောထည့်ပြုတ်ခြင်းဖြစ်စေမိမိနှစ်သက်သလိုစီမံပြီးနေ့စဉ်ပါဝင်အောင်စားပေးနိုင်ရင်အကောင်းဆုံးဖြစ်ပါတယ်။နံပါတ်6ကြက်သွန်ဖြူမှာပါတဲ့ဆာလဖာဓာတ်ပေါင်းဟာဥလန်းချောင်းတစ်ချောင်းမှာရှိတဲ့အကျိုးမပြုဘက်တီးရီးယားတွေနဲ့တက်ဆေးမိုတွေကိုတိုက်ထုတ်ပေးနိုင်ပြီးအဆိပ်အတောက်ကိုခြေဖြတ်ပေးရမှာလိုအပ်တဲ့ဂလူတာတိုင်အုံးဓာတ်ကိုများများထွက်စေပါတယ်။ကြက်သွန်ဖြူမှာဗီတာမင် C အများအများပါဝင်တဲ့အတွက်ကြောင့်ကိုယ်ခံအားကိုမြင့်တင်ပေးနိုင်ပြီးအသည်းရဲ့လုပ်ငန်းဆောင်တာတွေကိုကောင်းမွန်စေပါတယ်။တစ်နေ့ကိုကြက်သွန်ဖြူအမွှာ2မွှာကနေ4မွှာအထိထမင်းစားတဲ့အခါတိုးစရာအဖြစ်နေ့စဉ်စားသုံးပေးပါ။ကြက်သွန်ဖြူအနက်မခံနိုင်သူတွေအနေနဲ့ကတော့ကြက်သွန်ဖြူပါတဲ့ဆေးတောင်းကိုတောက်ပေးခြင်းအပြင်ခန္ဓာကိုယ်အတွင်းမှာရှိတဲ့အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်ပါတယ်။နံပါတ်9ပန်းကော်ဘီမှာစိုက်တိုကင်မီကယ်လို့ခေါ်တဲ့ဂလူကိုစီနိုလိတ်ဓာတ်ပါရှိပါတယ်။၎င်းဓာတ်ဟာအစာအိမ်လမ်းကြောင်းထဲမှာရှိတဲ့အိုင်ဆိုတိုင်ယိုဆိုင်ယနိတ်နဲ့အင်ဒိုသရစ်ကပင်နယ်ဆိုတဲ့ဓာတ်ပေါင်း2မျိုးအဖြစ်ကိုပြိုကွဲသွားပြီးရင်းဓာတ်ပေါင်း2မျိုးစလုံးကလည်းခန္ဓာကိုယ်မှာရှိတဲ့အဆိပ်အတောက်ကျေပြတ်စေတဲ့အင်ဇိုင်းတွေကိုပုံမှန်လည်ပတ်လှုပ်ဆောင်နိုင်အောင်အထောက်အကူပြုပေးပါတယ်။ပန်းကော်ဘီကိုပြုတ်ပြီးတိုးစရာအနေနဲ့စားတာဖြစ်စေအရွက်တုပ်စားရမှာထဲတုပ်စားတာဖြစ်စေကိုနှစ်သက်တဲ့ပုံစံအတိုင်းပြင်ဆင်ပြီးတပတ်မှာ3-4ခါလောက်ပါဝင်အောင်စားသုံးပေးပါ။နံပါတ်8ဂျင်းမှာပါဝင်တဲ့ဂျင်ဂျရောနဲ့ရှိုကိုတွက်ပေါင်း2မျိုးဟာအဆိပ်အတောက်ခြေဖြတ်ခြင်းဆိုင်ရာလုပ်ငန်းဆောင်တာတွေကိုပုံမူကောင်းအောင်အားပေးလှုံ့ဆော်ပေးပြီးဥမာကြီးအသည်းနဲ့အခြားသောကိုယ်ရင်းအင်္ဂါကအညစ်အကြေးတွေကိုဖယ်ရှားတန့်စင်တဲ့လုပ်ငန်းဆောင်တာတွေကိုလည်းအကူအညီပေးပါတယ်။ပြီးတော့ဂျင်းဟာအသည်းကျန်းမာရေးအတွက်များစွာအထောက်အကူပြုပေးနိုင်ပါတယ်။ဂျင်းကိုလက်ဖက်ရည်စွန်း2စွန်းစာလောက်ထောင်းလိုက်ပြီးရင်နွေးပူပူတစ်ခွက်ထဲမှာထည့်လိုက်ခါ9မိနစ်ကနေ10မိနစ်ခန့်ကြာအောင်နှက်ထားပြီးတောက်တာပဲဖြစ်စေအတုပ်ထဲမှာထဲတုပ်စားတာပဲဖြစ်စေဂျင်းကိုအရင်ညှစ်ပြီးဖြော်ရည်လုံးတောက်တာပဲဖြစ်စေတပတ်မှာအနည်းဆုံး2ကြိမ်လောက်ပါဝင်အောင်စားပေးသင့်ပါတယ်။နံပါတ်9ပန်းသီးမှာလည်းရေမှာပျော်ဝင်တဲ့အမြင်ဓာတ်နဲ့ရေမှာမပျော်ဝင်တဲ့အမြင်ဓာတ်2မျိုးစလုံးပါရှိပါတယ်။ရေမှာပျော်ဝင်တဲ့အမြင်ဓာတ်ပတ်စတင်ကသွေးကြောတွေမှာသွေးခဲတွေစူးပုံခြင်းကနေကာကွယ်ပေးနိုင်ပါတယ်။ရေမှာမပျော်ဝင်တဲ့အမြင်ဓာတ်ဆယ်လူလိုကအစာချေစနစ်ကိုကောင်းစေပြီးအစာအိမ်ဥလန်းချောင်းတစ်ချောင်းမှာရှိတဲ့အညစ်အကြေးတွေကိုခန္ဓာကိုယ်ရင်းကနေလျင်မြန်စွာထွက်သွားအောင်လှုံ့ဆော်ပေးပါတယ်။တချို့တွေဆိုရင်ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေကိုကင်းစင်စေဖို့အတွက် Apple Detox Program ပြုလုပ်ပါတယ်။ယောဂကင်းပြီးကျန်းမာရေးကောင်းတဲ့ဘယ်သူမဆိုဒီ program ကိုပြုလုပ်နိုင်ပါတယ်။ Apple Detox Program ဆိုတာပန်းသီးတစ်မျိုးတည်းကိုပဲ2ရက်ဆက်တိုက်တည်တံ့စားတာကိုပြောတာပါ။ဒီ2ရက်အတွင်းမှာလည်း
တခြားဘာကူမှမစားပဲပန်းသီးနဲ့ရေကိုသာစားတော့ပေးရမှာဖြစ်ပါတယ်ဒီလိုခန္ဓာကိုယ်အတွင်းမှာရှိတဲ့အစိတ်အတောက်တွေကိုဖယ်ရှားနေစဉ်အတွင်းမှာပင်ပန်းနွမ်းနေတာညောင်းညကြိုက်ခဲတာခေါင်းကိုက်တာလေပွားတာဝမ်းချုပ်တာဥလှုပ်ရှားမှုအားနည်းတာစားတဲ့လက္ခဏာရက်တွေကိုခံစားရကောင်းခံစားရနိုင်ပါတယ်ဒါပေမဲ့ပြဿနာမရှိပါဘူးဒီနှစ်ရက်ကိုပျော်ဖြတ်ပြီးရင်တော့ပုံမှန်အတိုင်းပြန်စားလို့ရပါပြီကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိနားဆင်ပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်အားလုံးပဲကျမ်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ